အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့သင်ခန်းစာမှာတော့ခုံတန်းရှည်ကို solid work နဲ့ကျွန်တော်တို့ဆွဲပြသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်မှာ file တစ်ခုကိုယူလိုက်မယ်ပြီးတော့ကျွန်တော်တို့က path ကိုနှစ်ချက်ပို့ပြီးတော့right plane ရွေးပြီးတော့ကျွန်တော်တို့ကဒီမှာ sketch ထုတ်လိုက်ပါမယ်ပြီးသွားရင်ကျွန်တော်ဒီမှာ line 2လေးယူပြီးတော့ဒီ center line ရဲ့အောက်တန်းတန်းလေးကိုတစ်ချက်နှိပ်ပြီးတော့ဒီ center နဲ့တစ်ချက်ထိလိုက်ပါမယ်ပြီးတော့ center ကနေဒီဘက်ကိုတစ်ချက်ထွက်သွားပြီးတော့ကျွန်တော်တို့ကအောက်တက်တဲ့ပြင်ဆင်မယ်ပြီးတော့ဒီဘက် base line တစ်ချက်ပါမယ်ပြီးရင်ဒီလိုတစ်ချက်လျာမယ်ပြီးရင်ကျွန်တော်ဒီဘက်တစ်ချက်လာမယ်ပြီးကျွန်တော်အောက်တန်းတန်းဆင်မယ်ဒီလိုတစ်ချက်သွားပါမယ် okay ဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီ bench ပုံလေးပေါ့နော်ဒီ bench ကိုပုံစံမဲ့ပုံလေးကျွန်တော်ဆွဲလိုက်တာဖြစ်ပါတယ်ကျွန်တော် smart dimension သတ်မှတ်ပါမယ်ဆိုတော့ဒါကိုကျွန်တော်က400လို့သတ်မှတ်လိုက်ပါမယ်ခင်ဗျာနောက်တစ်ခါကျွန်တော်တို့ကဒါကို350လို့သတ်မှတ်ပါမယ်ပြီးသွားရင်ကျွန်တော်တို့ကနော်ဒီ line နဲ့ shift key နဲ့ဒီ line ကိုကျွန်တော်တို့က equal လုပ်ပြလိုက်ပါမယ်ပြီးသွားရင်ကျွန်တော်တို့ဒီ line နဲ့ shift key ဆွဲပြီးဒီ line ကိုလည်းကျွန်တော်က equal လုပ်ပေးလိုက်ပါမယ်။ Okay ဆိုတော့ကျွန်တော်နောက်ထပ် channel dimension တွေကတော့ဒီဖြစ်ပါတယ်ဆိုတော့ဒါလေးကဘယ်လောက်လဲဆိုတော့ကျွန်တော်25ပါပဲခင်ဗျာ။ဒီ line နဲ့ကျွန်တော်ဒီ line အမှတ်ထိပါတယ်အမှတ်ထိလို့မရပါဘူးကျွန်တော်တို့ကတခြားလေးကြည့်ပါမယ်ကျွန်တော်ဒီ line နဲ့เนาะကျွန်တော်တို့ဒီ shift key တွဲပြီးတော့ကျွန်တော်ဒီ line ကလည်း equal ပါခင်ဗျာဆိုတော့ပဲကျွန်တော်တို့ကဒါနဲ့ထားရဲ့အကွာအဝေးပေါ့နော်ဒါလည်းကျွန်တော်25ပါခင်ဗျာ okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကsketch မဲသွားပြီ fully define ဖြစ်သွားပါပြီခင်ဗျာ okay ဆိုတော့ကျွန်တော်ဒီ plane ပေါ်မှာပဲဆက်ပြီးတော့ဆွဲပါမယ် okay အဲ့တော့ကျွန်တော်တို့ဒီ plane ကိုကျွန်တော်တို့က normal to ပြန်လုပ်ကြည့်ပါမယ် okay ဒီပါဆိုတော့ဒါကိုကျွန်တော်ဒီမှာsketch ထဲကနေပြီးတော့ကျွန်တော် line 2ယူပါမယ်ကျွန်တော်ဒီမှာ line နဲ့ဒီအမှတ်ကလေးနဲ့เนาะကျွန်တော်ဒီမှာဒီလိုလေးတစ်စောင်းလေးတစ်ချက်ဆွဲလိုက်ပါမယ် okay ဆိုတော့ဒီဟာကိုကျွန်တော်တို့က offset ပွားပါမယ်offset ပွားဖို့အတွက်ကျွန်တော်ဒီမှာ offset entity ကိုနေပြီးတော့ကျွန်တော်ဒါလို့ပြောလိုက်တာပါဒီမှာအကွာဝေးကဘယ်လောက်လဲဆိုတော့ကျွန်တော်25ပါပြီးသွားရင်ကျွန်တော်ဒီမှာ line 2ကိုသုံးပြီးတော့ကျွန်တော်ဒီအမှတ်နဲ့ဒီအမှတ်ကိုကျွန်တော်တို့က line လေးတစ်ချက်ပြမယ်ပြီးတော့ကျွန်တော်ဒီမှာ select နဲ့ထွက်ပါမယ်ပြီးသွားရင် zone နဲ့ဆွဲလာပြီးတော့ကျွန်တော်တို့ဒီ line ကိုလည်းထပ်ပြီးတော့ဒီမှာပိတ်ပြပါမယ်ခင်ဗျာ okay ဆိုတော့အမှတ်တရားများတဲ့အတွက်ကျွန်တော်တို့ကမထိအောင်လို့သတိထားပြီးတော့เนาะကျွန်တော်တို့ထိကျင်တဲ့အမှတ်ကိုပဲစီချာလေးထိပြီးဆွဲပြရမှာဖြစ်ပါတယ်ပြီးသွားရင်ကျွန်တော်တို့ကဒီအမှတ်နဲ့ဒီအမှတ်ရဲ့ခြားကွာခြားချက်က400ပါခင်ဗျာနော်ပြီးသွားရင်ကျွန်တော်တို့ကဒီဒီဇိုင်းကုတ်လေးကဘယ်လောက် degree လဲဆိုတော့ကျွန်တော်တို့ဒီမှာကြည့်ပါမယ်smart dimension မနှိပ်ထားပါဘူးဒါနဲ့ဒါကကျွန်တော်တို့က100 degree ပါခင်ဗျာအဲ့တော့ကျွန်တော်တို့က100 degree ကျွန်တော်သတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်okay ဒါဆိုရင်ကျွန်တော်တို့ပုံစံလေးတော့ပေါ်လာပြီဒါပေမဲ့ကျွန်တော်တို့ကမလိုအပ်တဲ့เนาะဒီ file တွေဖြစ်တာပါတယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့က trim လုပ်ပါမယ်trim entities တွေကကျွန်တော်တို့ power trim ပါpower trim ကိုရွေးထားပါတယ်ရွေးထားပြီးတော့ကျွန်တော်ဒါလေးကိုခုတ်ဖြတ်ပေးလိုက်ပါမယ်ခင်ဗျာပြီးသွားရင်ကျွန်တော် zoom တစ်ချက်ဆွဲကြည့်ပါမယ်ဒီမှာပါဒါလေးချင်ပါတယ်ဒါကိုလည်းကျွန်တော်ဖြတ်ပါမယ်ပြီးတော့ကျွန်တော်ဒီနေရာလေးကိုနည်းနည်းလေး zoom တစ်ချက်ဆွဲကြည့်ပါမယ်โอเคပါဒီမှာတွေ့ပါပြီဒီဒါလည်းကျွန်တော်တို့ဖြတ်ရမှာပါ
Okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာ sketch ကမှာเนาะသူက fully sketching ဖြစ်သွားပါပြီဒါဆိုလို့ရှိရင်เนาะကျွန်တော်တို့ကဒါကိုဖိလိုက်ပါမယ်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့เนาะတန်းဆွဲကြည့်ပါမယ်ဆိုတော့ဘယ်နားမှာဆွဲမှာလဲဆိုတော့ကျွန်တော်ဒီနားလေးမှာဆွဲမှာပါအဲ့တော့ကျွန်တော်တို့ကဒီတန်းကိုကျွန်တော်ဒီမှာ corner rectangle လေးသုံးပြီးတော့ကျွန်တော်ဆွဲပါမယ်ဆိုတော့ဘယ်နားလောက်ဖြစ်မလဲဆိုတော့ကျွန်တော်ဒီအောက်ခြေနဲ့နည်းနည်းဒီပေါ်ရောက်လေးပေါ့နော်အဲ့လောက်လေးမှာကျွန်တော်တို့ကဒီလိုထုတန်းလေးတစ်တန်းဆွဲပါမယ်ပြီးသွားရင်ကျွန်တော်တို့ကဒီအမှတ်ပေါ့နော်ဒီထုတန်းကိုကျွန်တော်တို့က25သတ်မှတ်ပေးပါမယ်ပြီးသွားရင်ကျွန်တော်တို့ဒီမှာပေါ့နော်trim entities ကိုပဲသုံးပြီးတော့เนาะ okay ဆိုတော့ကျွန်တော်ဒီမှာတစ်ခုသတ်မှတ်ပါမယ်ဆိုတော့ဒါမသတ်မှတ်လဲရတယ်ကျွန်တော်တို့ကဒါနဲ့ဒါရဲ့အကွာဝေးပေါ့နော်ဆိုတော့ကျွန်တော်ကဒါကို90လောက်သတ်မှတ်ပြီးလိုက်ပါမယ်เนาะတကယ်တော့ကျွန်တော်မသတ်မှတ်လဲရတယ်ပေါ့နော်ဒါပေမဲ့သတ်မှတ်လိုက်တာလည်းကောင်းပါတယ်ဒီမှာ trim entities သုံးပြီးတော့ကျွန်တော်ဒါလေးဖြတ်ပေးပါမယ် okay အဲ့ဒါရပါပြီဒါဆိုရင်ကျွန်တော်တို့က box ထုတ်ကြည့်ပါမယ်ခင်ဗျာbox ကကျွန်တော်တို့ဘယ်လောက်ထုတ်မှာလဲဆိုတော့25ထုတ်ကြည့်ပါမယ်ကျွန်တော်ဒါလေးလို့ပြလိုက်တာပါခင်ဗျာ okay ဒါဆိုရင်ကျွန်တော်တို့ကဒီမှာပေါ့နော်ဒီလိုပုံစံလေးတခုရရှိပါပြီခင်ဗျာ okay ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ကเนาะဆက်ပြီးတော့ဆွဲပါမယ် okay အဲ့တော့ကျွန်တော်ဒီမှာเนาะ sketch လုပ်ပြီးတော့ဒီမှာတစ်ချက်တော့ပဲတူလိုက်ပါမယ်ပြီးသွားရင်ကျွန်တော်တို့ကဒီမှာ sketch line တွေကเนาะကျွန်တော်ဒီမှာ center line ဆိုတာကျွန်တော်ဒီမှာ center ရှာခြင်းလို့ပေါ့เนาะဒီအောင်ရဲ့ center ကိုရှာခြင်းလို့ center line ဖော်လိုက်တာဖြစ်ပါတယ်အဲ့တော့ center တွေ့ပြီဆိုရင်ကျွန်တော်နည်းနည်းလေးပေါ့เนาะဒီလိုလေးချဲ့လိုက်မယ်ချဲ့ပြီးသွားရင်ကျွန်တော်တို့ကဒီမှာ center rectangle ကိုသုံးပြီးတော့ဒီက center နဲ့ဒီလို rectangle တစ်ခုဆွဲပေးပါမယ် okay ဆိုတော့ဒီနေရာမှာကျွန်တော်တို့ကเนาะဒါလေးကိုကျွန်တော်25လို့သတ်မှတ်ပေးရပါပါ okay เนาะတခုရပါပြီဒါထုတ်တန်းပေါ့เนาะဆိုတော့နောက်တစ်ခါကျွန်တော်တို့ဒီနားလေးမှာလည်းနောက်ထပ်corner rectangle လေးတစ်ခုကျွန်တော်ဆွဲကြည့်ပါမယ်ဆိုတော့ဒီ corner rectangle ကိုကျွန်တော်ကဒီနားလေးရောက်လေးမှာချက်ဆွဲပါမယ်okay ပြီးသွားရင်သူ့ကိုလည်းကျွန်တော်ဒီအမှတ်နဲ့ဒီအမှတ်ကြားအကွာဝေးလို့ပြပြီးတော့25ပါခင်ဗျာပြီးသွားရင်ကျွန်တော်တို့ကเนาะနည်းနည်းလေးချဲ့မယ်ချဲ့ပြီးသွားကျွန်တော်ဒီအမှတ်နဲ့ဒီအတန်းရဲ့အမှတ်เนาะသူတို့ရဲ့အကွာဝေးကလည်း25ပါခင်ဗျာ okay เนาะဆိုတော့ဒီလိုမျိုးလေးကျွန်တော်တို့ define လုပ်ပေးပါမယ်ပြီးသွားရင်ကျွန်တော်တို့ box ထုတ်မယ်ပေါ့နော် okay ဆိုတော့ဒီတန်းနဲ့တန်းကိုကျွန်တော်เนาะအတန်းရှည်ခုံတန်းရှည်အတွက်ကျွန်တော် post ထုတ်ပါမယ်ဆိုတော့ဒါတော့နည်းနည်းသေးသေးလေးထွက်နေတာပေါ့နော်ကျွန်တော်ဘယ်လောက် post အဲ့တော့ကျွန်တော်ဒီမှာเนาะ1500ထုတ်ပါမယ် okay ပါဒါဆိုခုံတန်းရှည်ဖြစ်သွားပါပြီခင်ဗျာခုံတန်းရှည်ရပါပြီအဲ့တော့ဒီခုံတန်းရှည်ကိုကျွန်တော်တို့ကเนาะဒီဘက်မှာလည်းဒါမျိုးတစ်ခုဆွဲရပါမယ်အဲ့တော့ကျွန်တော်မဆွဲတော့ပါဘူးခင်ဗျာဒါလေးကိုကျွန်တော်တို့မိုက်တာပွားပါမယ်မိုက်တာပွားဖို့အတွက်ဆိုရင်ကျွန်တော်တို့ကเนาะဒီနေရာလေးနည်းနည်းကြည့်ပါမယ်ဒီနေရာကိုကျွန်တော်ထောက်ထားမယ်ပြီးသွားရင်ကျွန်တော်တို့ကဒီမှာ reference geometry မှာเนาะကျွန်တော်တို့မှာ plane ပေါ့နော် plane ကိုအရင်ရွေးမှကျွန်တော်မိုင်တာပွားလို့ရမှာပါဆိုတော့ဘယ်လောက်ထားမှလဲဆိုတော့ကျွန်တော်တို့ကဒီမှာ1500တက်ဝက်ပေါ့နော်950ကျွန်တော်ထားပါမယ်เนาะ okay ပြီးသွားရင်ကျွန်တော်တို့ကเนาะဒီမှာเนาะဒီ linear pattern တွေကမိုင်ရောနှိပ်ပါမယ်ပြီးသွားရင်ကျွန်တော်တို့เนาะplane ကတော့ဒီမှာသိနေပါပြီကျွန်တော်တို့ပွားကျင်တာဒါလို့ပြောလိုက်တာပါโอเคပြီးသွားရင်ရပါပြီခင်ဗျာဒါဆိုလို့ရှိရင်ဒီမိုင်ရလည်းပွားပြီးသွားပါပြီအဲ့တော့ကျွန်တော်ဒီ plane ကိုဘယ်လိုတော့ပါဘူးကျွန်တော်ထုတ်လိုက်ပါမယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီခုံရဲ့အယိုးတော့ရလာပါပြီခင်ဗျာဒါဆိုခုံပေါ်မှာကျွန်တော်တို့ကအသားတွေထည့်ပါမယ်ဆိုတော့အသားတွေထည့်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေရာလေးကို sketch လုပ်ပေးပါပြီးသွားရင်ကျွန်တော်corner rectangle နဲ့ပဲ
ဒီလိုလေးတစ်ချက်ဆွဲပါမယ်ပြီးသွားရင်ကျွန်တော် right click နဲ့ select ထွက်ပေးပါခင်ဗျာ okay ဆိုတော့ကျွန်တော်တို့ကဒီဟာကိုเนาะသတ်မှတ်ပေးရပါမယ် dimension နဲ့တောင်းသတ်မှတ်ပေးရပါမယ်ဘယ်လောက်လဲဆိုတော့ကျွန်တော်တို့165 enter ပါခင်ဗျာ okay ဒါဆို165ပါပြီးသွားရင်ကျွန်တော်ဒီနေရာလေးနည်းနည်းလေးချက်ကြည့်ပါမယ်ဒီနေရာလေးပါခင်ဗျာကျွန်တော်တို့လိုချင်တာဒါပါဆိုတော့အဲ့မှာကျွန်တော်တို့ကเนาะဒီတန်းပေါ့เนาะဒီအလျားလိုက်ဒီ downlight တန်းပေါ့เนาะဆိုတော့ downlight တန်းနဲ့ဒီကျွန်တော်တို့ဒီခုံရဲ့ဒီအကြားကွာဝေးเนาะကျွန်တော်ဒီအမီရဲ့အကွာဝေး25ပါเนาะဒါကျွန်တော်ဖေးပါမယ်ပြီးသွားရင်ကျွန်တော်တို့ကဒီအလျားလိုက်တန်းနဲ့ဒါရဲ့အကွာဝေးဟုတ်ပြီเนาะဒါအလျားလိုက်ကွာဝေးပါဒါလည်း25ပါခင်ဗျာဆိုတော့ဒီဘက်ကိုလုပ်ပြီးသွားရင်ကျွန်တော်ဟိုဘက်ကိုလည်းသွားလုပ်ပေးရပါမယ်နှစ်ဖက်ဖြစ်ရပါမှာနှစ်ဖက်လုံးကเนาะလုပ်ကိုလုပ်ပေးရမှာပါခင်ဗျာဆိုတော့ဒါနဲ့ဒီတန်းရဲ့ကွာဝေးကိုပြလိုက်တာပါဘယ်လောက်လဲဆိုတော့25ပါနောက်တစ်ခါကျွန်တော်တို့ကเนาะဒါနဲ့ဒါရဲ့ဟုတ်ပြီเนาะဆိုတော့ကျွန်တော်ကဒါနဲ့ဒါရဲ့ကွာဝေးဟုတ်โอเคဆိုတော့ဒါ25ဖြစ်နေပါပြီဟုတ်ပြီနော်အဲဆိုတော့25ဆိုရပါပြီခင်ဗျာဒါဆိုရင်ကျွန်တော်နှစ်ခုလုံးပြီးသွားပါပြီရသွားပါပြီကဲဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ဒါလေးကိုเนาะကျွန်တော်တို့က2ထုတ်ပါမယ်အဲ့တော့ဘယ်လောက်ထုတ်မှာလဲကျွန်တော်25ပဲထုတ်ပါမှာအဲ့တော့ကျွန်တော်ဒီမှာ25ထုတ်လိုက်ပါပြီโอเคကဲဒါဆိုရင်ကျွန်တော်တို့ကအောက်ကိုเนาะဆင်းပါမယ်အဲ့တော့ဒီမဆင်းခင်လေးမှာကျွန်တော်တို့เนาะဘာလုပ်မလဲဆိုတော့fill လက်ချုပ်ကြည့်မယ်ဟုတ်ပြီเนาะကျွန်တော်ဒီမှာ fill လက်ကိုနှိပ်ပါမယ်ပြီးသွားရင်ကျွန်တော်တို့ကဒီနေရာလို့ပြလိုက်တာပါเนาะဒီနေရာလို့ပြတဲ့အခါကျွန်တော်တို့က all ash ကိုသွားကြတာဟုတ်ပြီเนาะအဲကျွန်တော်နောက်တစ်ခါပြန်ပြပါမယ်ကျွန်တော်တို့ကfill လက်ကိုသွားပါမယ်ပြီးသွားရင်ကျွန်တော်တို့ကဒီ down လို့ပြပါတယ်ပြီးတော့ကျွန်တော်ဒီမှာเนาะဒီမှာပါဒါလေးပါဟုတ်ပြီเนาะဆိုတော့ဒါလေးကျွန်တော်တို့ပြပြီးတော့ okay အမှန်ချင်းချစ်လိုက်တာပါ okay ဒါဆိုရင်เนาะဒါ fill ချုပ်ပြီးသားเนาะတိုင်တိုင်ဖြစ်သွားပါပြီခင်ဗျာဟုတ်ပြီเนาะပြင်ပြရဖြစ်သွားပါပြီကဲဒါလေးကိုကျွန်တော်တို့ကเนาะဒီမှာ linear pattern ဟုတ်ပြီเนาะlinear pattern ကထုတ်ပါမယ်ဆိုတော့ကျွန်တော်ဒီမှာ spacing 2မှာနှစ်ခုပြထားတာပါဟုတ်ပြီเนาะအဲ့တော့ direction ကပါလဲဆိုဒါလို့ပြလိုက်တာပါခင်ဗျာဆိုတော့ဒါကကျွန်တော်တို့ဘယ်လောက်ချိုးမလဲ okay ဆိုတော့ဒါကိုကျွန်တော်တို့ကเนาะ185ဟုတ်ပြီเนาะ185နဲ့ကျွန်တော်တို့ဒီ feature and phases မှာကျွန်တော်ဒါလေးလို့ပြပြီးတော့အမှန်ကြီးချစ်လိုက်ရပါပြီခင်ဗျာဒါဆိုရင်ကျွန်တော်တို့ဒီလိုမျိုးပေါ့နော်ဒါနဲ့ထူတယ်နောက်ထပ်တစ်ခုထွက်လာပါပြီဆိုတော့သူ့ကိုလည်းကျွန်တော်တို့က fill လက်ချိုးပါမယ်အဲ့တော့ကျွန်တော်ဒီမှာ fill လက်ပါခင်ဗျာ fill လက်နောက်တစ်ခေါက်ချိုးပါမယ်နော်အဲ့တော့ကျွန်တော်ဒါလို့ပြပြီးတော့ဒီအမှတ်လို့ပြပေးလိုက်တာပါဒါဆိုရင်ဒီမှာရှိတဲ့ purpose လေးအားလုံးက fill လက်ချိုးပြီးသားဖြစ်သွားပါပြီခင်ဗျာဒါဆိုရင်ကျွန်တော်တို့ကဒီပေါ့နော်ခုံရဲ့ဒီဖိနိုင်တဲ့နေရာလေးကိုပြပါမယ်အဲကျွန်တော်ဒီမှာ sketch လုပ်ပါမယ်ပြီးသွားရင်ကျွန်တော်တို့ဒီမှာ corner rectangle လေးသုံးပြီးတော့ကျွန်တော်နော်ဒီလိုလေးဆွဲလိုက်တာပါအဲ့တော့ကျွန်တော်ပြန်ဆွဲပါမယ် sketch ပါ corner rectangle ပါကျွန်တော်ဒီနေရာလေးတို့ပြပြီးတော့ဒီလိုလေးဆွဲလိုက်ပါမယ်ခင်ဗျာပြီးသွားရင်ကျွန်တော်ထွက်ပါမယ်အဲ့တော့ဒီ dimension ကတော့တူတူပါပဲခင်ဗျာဒါကိုကျွန်တော်တို့က160နဲ့5ဆိုပြီးတော့ပြပေးပါမယ်ပြီးသွားရင်ကျွန်တော်တို့เนาะဒီ smart dimension ပဲခေါ်ပြီးတော့ကျွန်တော်ဒီအလျားနှစ်ခုတိုင်းပေးလိုက်ပါမယ်ဒီဘက်နဲ့ဒီဘက်ပေါ့နော်ထောင်လိုက်အလျားနှစ်ခုက25ပါခင်ဗျာထုံးလေး၎င်းပဲကျွန်တော်တို့ဒီအလျားလိုက်ဒီတန်းနဲ့ဒီကောင်ရဲ့အကွာအဝေးပေါ့နော်
သူကလေ25ပါပဲခင်ဗျာဒါဆိုရင်เนาะကျွန်တော်တို့ကဒီဘက်တော့ပြီးသွားပြီဟိုဘက်ကိုတစ်ချက်တစ်ချက်ဟိုဘက်ကနည်းနည်းထွက်နေတယ်เนาะနည်းနည်းမို့တော့ထွက်နေတာပါဒါဆိုရင်ကျွန်တော်တို့ကဒီအမတ်နဲ့เนาะဒီအမတ်ရဲ့ကြားပေါ့ဟုတ်ပြီเนาะဆိုတော့အဲ့ဒီကောင်က25ပါခင်ဗျာเนาะဒါဆိုရင်ကျွန်တော်တို့ဒီဘက်တန်းနဲ့เนาะဒီတန်းရဲ့ကြားပေါ့ဟုတ်ပြီเนาะဆိုတော့ဒါလည်း25ဖြစ်သွားပါပြီ okay ဆိုတော့ဒါဆိုပြီးသွားပါပြီဒါဆိုရင်ကျွန်တော်တို့ကboss ထုတ်ပါမယ် feature extruder boss ပါခင်ဗျာဆိုတော့ဒါဘယ်လောက်လဲဆိုတော့25ပါ okay မှန်ပါတယ်ဒါဆိုရင်ကျွန်တော်ဒါ boss ထုတ်လို့ပြီးသွားပါပြီဒါဆိုရင်ကျွန်တော်တို့ကဒါကိုလည်းပွားပါမယ်အဲ့တော့linear pattern ပြန်ခေါ်ပါမယ်ပြီးသွားရင်ကျွန်တော်တို့ဒီမှာเนาะဒါလို့ပြပေးလိုက်တာပါပြီးသွားရင်ကျွန်တော်တို့ကเนาะ feature and phases မှာကျွန်တော်တို့ကဒါလို့ပြပေးလိုက်တာပါခင်ဗျာ okay ဒါဆိုပြီးပါပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့เนาะရပါပြီခုံတန်းလေးရသွားပါပြီခင်ဗျာအဲ့တော့ကျွန်တော်ကဒီခုံတန်းမှာကျွန်တော် fillet တွေချိုးဖို့ကြံပါတယ်ဆိုတော့ကျွန်တော်ဒီမှာ fillet ထပ်ချိုးပါမယ်အဲ့တော့ဒီမှာ fillet ပါခင်ဗျာ fillet ကိုနှိပ်ပါတယ်ပြီးသွားရင်ကျွန်တော်တို့ဒီနည်းနည်းလေး shape ဆွဲပြီးတော့ကျွန်တော်ဒီ down လို့ပြလိုက်တာပါဒီ down မှာကျွန်တော်ကဒါလေးအကုန်လုံးလို့ပြပေးလိုက်တာပါเนาะဒါဆိုရင်ဒါက fillet တစ်ခုပြီးသွားပါပြီကျွန်တော်နောက်ထပ် fillet တစ်ခုပါခင်ဗျာ fillet ကိုပဲနှိပ်ပါတယ်နောက်တစ်ချိန် fillet ကိုပဲနှိပ်ပါတယ် okay ပြီးသွားရင်ကျွန်တော်ပြန်နှိပ်ပါမယ်ဒီကောင်လို့ပြလိုက်တာပါ okay ဒါမမိပါဘူးခင်ဗျာကျွန်တော်မမိတော့ဒီဘက်ကပြလိုက်ရပါတယ်ဆိုတော့ကျွန်တော်ဒီမှာပြပေးလိုက်တာပါ okay ရှိရှိသမျှတောင်းနေဟို fillet ချိုးမယ်လို့ကျွန်တော်တို့ကပြောလိုက်တာဖြစ်ပါတယ် download လိုက်တာပါခင်ဗျာဒါမှလက်မရှာပါပါကဲဒါဆိုရင်ရပါပြီခင်ဗျာခုံတန်းလေးပြီးတော့ပါပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာเนาะnot မှာ rosewood not အဲ့ထိတ်ကကျွန်တော်ဒီမှာ polish rosewood ကိုယူပြီးတော့ကျွန်တော်ဒီ part ကိုဆက်ချိတ်လိုက်ရင်เนาะဒါဆိုကျွန်တော်တို့ကဒါပို့သူရဲ့ပုံเนาะဒီတက်တာတန်းပုံစံမျိုးလေးပေါ်လာတာပါဒါလေးကိုကျွန်တော်တို့เนาะ play high အနေကြည့်ရင်เนาะရန်ကုန်မှာเนาะကောင်းတဲ့ဒီခုံတန်းပုံလေးတခုရရှိပါပြီခင်ဗျာဒါဆိုရင်ကျွန်တော်ဒီနေ့သင်ခန်းစာတော့ဒီလောက်ပါပဲအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်